နေမကောင်းလားသမီးမနဲ့ပါဝယ်စားတော့ဟမ်စာအုပ်ကဘယ်သူကဝယ်ခိုင်းတော့သမီးစာအုပ်တွေအများကြီးရောနိမဝယ်မစားဘူးအချို့ပါတယ်ဘယ်မှာအောင်စာအုပ်ဟောအားရဘာလုပ်တဲ့ဟာတော့သမီးမှတ်စုကြီးဘယ်မှာရောင်းတာတော့ဟမ်ကျန်တဲ့ခါလဲပြတ်ကုန်အော်မလေးဖျက်ပြလို့မရလေသမီးဝယ်လာပြီဘာလို့ဖျက်မလဲကလေးတဲ့သမီးစာအုပ်ဖျက်ကြတယ်ဟောဖျက်လို့မရဘူးလို့ပြောမှာပေါ့သမီးကလေးတဲ့ညကတော့ဒါဆိုလိုက်ပါဖျက်တယ်ဟုတ်လားတော့အင်ကြီးတွေလဲတော့ဟမ်ဒီချိုးတော့